မင်္ဂလာပါကျွန်မလူလွန်းပါကျွန်မဒီကနေ့နည်းနည်းပြောချင်တာလေးတွေရှိလို့ကျွန်မrecording လုပ်ချင်းဖြစ်ပါတယ်ကျွန်မတို့ကဒီ2024ခုနှစ်ဇူလိုင်19ရက်နေ့ဟာဆိုလို့ရှိရင်ကျွန်မတို့မြန်မာနိုင်ငံရဲ့အာဇာနည်နေ့ဖြစ်တယ်အဲ့ဒီထဲမှာချင်းလန်းကောင်စီကနေပြီးတော့သူတို့သဘောထားထုတ်ပြန်ထားတဲ့ဟာနံပါတ်1ကနေ8တထိရှိတယ်အကုန်လုံးဖတ်တဲ့ချိန်မှာလဲဘယ်လိုပြောမလဲအမျိုးမျိုးတွေးတောဆင်ကျင်တာပေါ့နော်ဒီအကုန်လုံးကျွန်မဖတ်ပြီးတဲ့ချိန်မှာစိတ်แท้ကနေရှိတဲ့ဟာကိုကျွန်မပြန်ပြီးတော့ဝေမျှချင်ပါတယ်ချင်းလင်းကောင်စီဆိုတဲ့နေရာမှာကျွန်မအရင်ဆုံးပြောမယ်ချင်းလင်းကောင်စီဆိုတော့သူတို့ကူချင်းလင်းကောင်စီချင်းလင်းအစိုးရဆိုပြီးတော့သူတို့ကူတတ်မှတ်ချင်းဖြစ်ပါတယ်ချင်းပြည်နယ်မှာရှိတဲ့လူမျိုးတွေရဲ့အားလုံးကရွေးချယ်တင်မြှောက်ထားတဲ့ချင်းပြည်နယ်အစိုးရလည်းမဟုတ်ခဲ့ပါဘူးအဲ့ဒါတရားမဝင်တဲ့သူတို့ကူဖွဲ့စည်းထားတဲ့တရားမဝင်တဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတော့ကျွန်မပြောပြချင်ပါတယ်အဲ့ဒီထဲမှာသူတို့ကဒီကပြောတာကဘာဖြစ်လဲဆိုလို့ရှိရင်အာရကန်တတ်တော် AA ကိုပြစ်တင်ဝေဖန်တယ်ရှုံချတဲ့အကြောင်းတွေသူတို့ရေးထားခြင်းဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ရခိုင်တပ်တော် AA ကနေပြီးတော့သူတို့လာပြီးတော့ဒီမတူပီမှာချင်း brotherhood တွေလာကူညီတယ်နော်အဲ့ဒါကိုသူတို့မကြည်မနှက်ဖြစ်နေတယ်သူတို့စာထုတ်ပြန်ထားတော့ဘာတွေထုတ်ပြန်ထားတယ်လဲဆိုလို့ရှိရင်စစ်တပ်ရဲ့အစိုးရကိုချီမုန်းနေတဲ့ဘယ်အဖွဲ့အစည်းမစုနဲ့လက်တွဲမယ်ဆိုတဲ့ဟာသူတို့ရဲ့သဘောထားထုတ်ပြန်ချက်ဒါပေမဲ့သူတို့လောက်တာကတခြားဖြစ်နေတယ်နော်ရခိုင်တပ်တော် AA ကနေပြီးတော့သူတို့ကစစ်တပ်စုရကိုတိုက်တယ်သူတို့နေမီကိုတိုက်ပြီးတဲ့နောက်မှာဒီဖက်မှာအကူငင်လာတောင်းနေတဲ့ချင်း brotherhood တောင်မှသူတို့နေနိမိတ်နဲ့နီးတဲ့နေရာမှာနေရာထိစစ်လာကူတယ်ဘာဖြစ်လဲဆိုလို့ရှင်ဒီချင်း brotherhood တွေကလည်းသူတို့ကအကူငင်တွားတောင်းနေတာဘာလဲဆိုတော့သူတို့လည်းအရင်တုန်းက KISC မှာအကူငင်တွားတောင်းတာလေမမိအောင်မေထင်တယ်နော်ဇုံမီတွေတိုက်ဖို့ပြင်ဆင်နေတဲ့ချိန်မှာသူတို့က Northern Chin Operation အနေနဲ့ KIA ကိုဖျားယောင်းပြီးတော့ခေါ်လာပြီးတော့ဒုံတပ်တွေခေါ်လာတယ်အဲ့ဒါကို CB ကနေကြည့်ထားတော့အော်ရှင်တို့ကချင်းပြည်နယ်မှာဒီတခြား state ကတိုင်းရင်းသားတွေကိုခေါ်လို့ရလားဆိုပြီးတော့သူတို့လည်းခေါ်ကြည့်တာဗောအဲ့ဒါဘာစိတ်ဆူးစရာလို့လဲနော်ကူပဲစနေတာကူပဲစပြီးတော့လုံနေတဲ့သူတို့ကသူ့ယူတာဗောကူငီတွေလားသူ့အကူကဘာလုပ်ခဲ့လဲဆိုတာသူ့ငီတွေကလည်းအကူငီအတူယူပြီးတော့အေးကူခေါ်တာသူတို့အပြစ်လားမဟုတ်ပါဘူး CNA ကပဲသူတို့ဒီလူလောက်လိုက်ပါဆိုပြီးအရင်ဆုံးလှမ်းပြတာနော်အဲ့ဒါကြောင့်ချင်း brotherhood တွေလည်းသူတို့ကအေးခေါ်လာတာကျွန်မတို့အပြစ်မမြင်ပါဘူးသူတို့ကပြောရင်တော့အေးကူတဲ့ကိုချင်းစာနားလဲပါတယ်တဲ့အလွန်ခဲ့တဲ့အနှစ်240တုန်းကပေါ့နော်သူတို့လူမျိုးကြားတွေရဲ့အုပ်စုမှုကိုခံတယ်သူတို့လူမျိုးရဲ့အချော့ချာနာကိုထိပါချင်းစော်ကားချင်းခံလိုက်ရတဲ့အပေါ်မှာကိုချင်းစာနာစိတ်ရှိတယ်ဆိုပြီးတော့ပြောတယ်တော်ညာလဲချင်းပြည်နယ်မှာလာပြီးတော့လာကျူးကြော်တော့လက်မခံနိုင်ဘူးလို့ပြောတယ်နော်သူတို့ကဒါပြီးကျမတို့ကလည်းဇုံမီတွေကလည်း CNF ကိုနေရမှာကိုနေပြီးတော့ဒီစစ်တပ်ကိုတိုက်ခိုက်နေတာကျမတို့ကတော့သဘောတူပါတယ်ဒါပေမဲ့ကျမတို့ဇုံမီတွေရှိတဲ့နေရာမှာလာပြီးတော့စစ်လာချီတာကတော့ရှင်တို့ကတော့ရခိုင်တွေတွေကိုခွင့်မလွတ်နိုင်တယ်လို့ပဲကျမတို့လည်းခွင့်မလွတ်နိုင်ပါဘူးเนาะလုံးဝစစ်ကောင်စီမရှိတဲ့ပူကျင်ရှန်ထန်ရဲ့ဇာတိဖြစ်တဲ့ဇမ်ပီရွာမှာတွားပြီးတော့အိမ်ထုံစုစရင်တွေမိရှုဖြစ်စီတယ်ကိုယ့်ရဲ့ရိုးရဝတ်စုံတန်ဖိုးထားတဲ့အရာတွေဘာလို့ယူသွားပြီးတော့ဖြစ်စီနေတာလဲခိုးယူနေတာလဲအဲ့ဒါကျမတို့ဇုံမီတွေရဲ့ identity ကိုထိကားစော်ကားတယ်ဆိုတာရှင်တို့ကူတိကြလားတွေကရှင်တို့ရဲ့ identity တော့မစော်ကားလောက်ဘူးထင်တယ်ရှင်တို့လောက်ထားတာတွေထက်တော့မဆူးနေတယ်နော်ပြောလိုက်ရင်တော့စစ်ကောင်စီကိုတွန်းလာမဲ့မီဒီအဖွဲ့အစည်းမဆူနိုင်ငံတကာရဲ့အကူအညီတွေလိုအပ်ရင်လိုအပ်တယ်လို့ခံယူမယ်တောင်းခံသွားမယ်ဆိုတော့ရှင်တို့ကနိုင်ငံတကာနဲ့လဲ
မတင်တော့ပါဘူးဘာဖြစ်လဲဆိုတော့ရှင်တို့ရဲ့စစ်တောင်းပန်းတွေကိုတွန်းဆောင်မြို့မှာကူဗစ်စင်တာမှာစစ်တောင်းပန်းတွေကလက်မြုပ်အရှုံးပြီးတယ်တယောက်ဆိုလို့ရှိရင်နော်ကျွန်တော်လည်းချင်းပဲမပစ်ကြပါနဲ့ဆိုပြီးလက်မြောက်ပြီးတော့အရှုံးပြီးတဲ့ဟာကိုတဲ့ကြီးနဲ့ကုငီအကူအချင်းပစ်တတ်နေတာနော်အဲ့ဒါ CNF အခုကြမှာပါစတာထရီကီယောအခုကြမှာဒီစကားတွေထွက်နေတယ်အိန္ဒိယနာကနေပြီးတော့ချင်းပါစတာထရီကီယောသူကတကယ်ပဲနိုင်ဘာသာရေးမှာခေါင်းဆောင်ကြီးဖြစ်တယ်နော် CNF ကဇုံမီရီစစ်ချီပူလာတဲ့အချိန်မှာဘာလို့အချင်းမပစ်တတ်ကြပါနဲ့ဆိုပြီးတော့မမှားထားတာလေအခုကြမှာပဲ CB နဲ့ CC ရန်ဖြစ်တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာအချင်းဘာလို့ရန်ဖြစ်ကြတာလဲကိုလောက်တာကိုကြည့်ပါဖယားသခင်ကတင်းတော့ကူတဲ့ဘယ်လိုဖယားသခင်ရှိမှရှင်တော့ကဘယ်လိုနေရမလဲဆိုပြီးတော့အချင်းရမဖြစ်ဖို့တိုက်ပွဲမှာဖြစ်ဖို့တိုက်သွင်းနေတယ် CNF ဇုံမီတွေဖက်မှာစစ်မချီမီချိန်ခဏလေးအတွင်းမှာဒီစကားတွေတော့ပြောတင်ပါတယ်လို့ကျွန်မထင်တယ်ပြောတာတော့ပြောရမယ်ဒါပေမဲ့အလားကောင်းပြီမဲ့အချိန်နှောင်းသွားတယ်ဘာဖြစ်လဲဆိုတော့ကိုအချင်းကချင်းပဲဆိုပြီးလက်မြောက်ပြီးတော့အရှုံးပြီးနေတဲ့ဟာကိုမှနော်ပစ်တိုက်ရဲတဲ့တတိက CNF မှာပဲရှိတယ်ဒီတစ်ခါပဲမဟုတ်ဘူးကျွန်မတို့96ကနေပြီးတော့ကျမတို့ခံလာခဲ့တဲ့ CNF တွေကျမတို့ကတော့လုံးဝလက်မခံနိုင်ပါဘူး CNF တွေအဲ့ဒါကြောင့်ကျမတို့ချင်းပြည်နယ်မှာတူတော့ဘူးဘယ်လိုမျိုးနဲ့မှကျမတို့ကချင်းပြည်နယ်ကူစားချင်းပြည်နယ်ဆိုရဆိုပြီးတော့ကျမတို့သူတို့ကမတင်မြောက်နိုင်ပါဘူးသူတို့ပြောရင်တော့ဇုံမီဇက်တာတွေကိုထောက်ခံတဲ့လူအနေအချင်းပဲရှိတယ်ဆိုတာနော်တကယ်တမ်းကျတော့လုံးဝမဟုတ်ဘူးကျမတို့ဇက်တာတွေကိုထောက်ခံနေတဲ့ချင်းဇုံမီတွေ95% လောက်ကဇက်တာတွေကိုထောက်ခံတယ်ကျမဘာနဲ့တက်တီပြရမလဲဆိုတာပြောကြည့်ဆိုလို့ရှိရင်မြည်ကြည့်ဆိုလို့ရှိရင်ကျမတို့ပြီးခဲ့တဲ့အပတ်ထဲမှာပဲဇုံမီအင်ကွမ်ဦးဆောင်ပြီးတော့ကျမတို့နှစ်တခါကျင်းပတဲ့ဇုံမီတွေရဲ့ပွဲတော်ကြီးတူဆာအော့ကလာဟိုမာမှာ USA မှာကျင်းပတာကိုကြည့်လိုက်လူပေါင်း9400ကျော်တက်ရောက်ခဲ့တယ်အဲ့ဒါတွေအားလုံးကဇက်တာတွေကိုထောက်ခံတဲ့လူတွေဆိုတာရှင်တို့ CNF တွေကောင်းသိစီခြင်းတယ်ရှင်တို့ရောအဲ့လောက်ထိလူစုနိုင်လားလူစုနိုင်ခဲ့လို့လား CNF တွေနော်ကျမတို့ချင်းပြည်နယ်မှာတဝက်နေပါရှိတဲ့ဇုံမီတွေကျမတို့ကူစားဇက်တာတွေဖြစ်တယ်ကျမတို့ကူစားတိုက်ပွဲဝင်တာလက်နက်ကင်တာဇက်တာတွေဖြစ်တယ်ဇက်တာတွေကိုအခမ်းပြီးတော့ချီမုံချင်းပြီးတော့နော်ချင်းပြည်နယ်မှာ CNF အဖွဲ့အစည်းလက်နက်ကင်တစ်ခုပဲရှိမယ်ဆိုတဲ့မူဝါဒလမ်းစဉ်အတိုင်းကျင့်သုံးနေမယ်ဆိုလို့ရှိရင်ကျမတို့လက်ခံနိုင်မှာမဟုတ်ဘူးလက်မခံနိုင်တဲ့အတွက်ကြောင့်ချင်း brotherhood တွေကရှင်တို့ကိုချီမုံတာအဲ့ဒါကတော့လက်မခံပြန်ဘူးအချင်းတိုက်ပွဲလည်းမဖြစ်ခဲ့ပါဘူးတိုက်ပွဲဖြစ်တယ်ဆိုပြီးတော့ဒီမီဒီယာတွေပေါ်မှာဖြန့်ထားတာလဲနားမယောင်ဘူးကျမတို့ချင်းတက်လက်နက်ကရချင်းတိုက်ပွဲတခါမှမဖြစ်ဘူးဆိုပြီးတော့တဘောထားလဲထုတ်ပြန်ရတာက CNF သမားတွေအလကားသူတို့ရှောက်ပြောထားတာတကယ်တမ်းကျတော့မတူပီတိုက်ပွဲမှာကြည့်လိုက်မတူပီတိုက်ပွဲကိုကြည့်ရင်လေအရင်ရရတယ်နော်ချင်း brotherhood နဲ့ AA ကနေပေါင်းပြီးတော့စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့အချိန်မှာ CNF တွေစိတ်ဆူလို့သူတို့ပြောတာကတော့စစ်ကောင်စီတိုက်တဲ့လူမှန်တမျှနဲ့သူတို့ပေါင်းမယ်တဲ့ဒါပေမဲ့သူတို့စိတ်ဆူလွန်းတဲ့အခါကျတော့ဘယ်လိုလုပ်ထားတယ်လဲဆိုစစ်ကောင်စီဖက်မှာပေါင်းပြီးတော့ပါတယ်သူတို့ပြောတာကတော့ဇက်တာတွေကစစ်ကောင်စီနဲ့ပေါင်းတယ်တဲ့ဘယ်အထောက်အထားမှမရှိဘူးအဲ့ဒါကိုသူတို့ကဒီစစ်တုံးပန်းရဲအုပ်တယောက်ကိုခေါ်ပြီးတော့စစ်စီးတယ်ဇက်တာတွေနဲ့တကယ်စစ်ကောင်စီနဲ့တကယ်ပေါင်းတယ်ဆိုတာသူတို့ထွက်စီခြင်းလို့အမျိုးနဲ့စစ်စီးတယ်နော်ဗီဒီယိုပါလဲရှိတယ်ဒါပေမဲ့အဲ့ဒီအဖေသူတို့လူချင်းတဲ့အဖေကထွက်မလာခဲ့ပါဘူးအဲ့ဒါကိုသူတို့ဇုံမီတွေဆွဲ
ဒါထက်ပူပြီးတော့လွန်ပြီးတော့သူတို့ဟိုမှာမတူပီမှာစစ်ကောင်စီနဲ့သူတို့တိုက်ပွဲပေါင်းပြီးတော့တိုက်ပွဲဝင်နေတာရီစရာကောင်းတယ်နော်စကားစားနဲ့ဇက်တာတွေပေါင်းတယ်ဆိုတဲ့ဟာကသူတို့ဘဲအရင်ဝါရဖြန့်ပြီးတော့သူတို့ဟိုဘက်မှာသွားပေါင်းနေမြောက်ပိုင်းမှာဇုံမီရူကိုဆွဲတလောက်သူတို့တောင်ပိုင်းမှာတော့စကားစားနဲ့ပေါင်းပြီးတော့သူတို့ကချင်း brotherhood တွေတွားတိုက်တယ်အခုတော့ CNF ရဲ့ကောက်ကျစ်ရုပ်မာမှုတွေကိုချင်းပြည်နယ်မှာရှိတဲ့ဒီမြင်းတပ်တွေဖက်မှာလဲသူတို့တည်နေပြီဖြည်းချင်းနဲ့သူတို့ချင်း brotherhood ထဲမှာပဲပြောင်းလဲတယ်တကယ်တမ်းကျတော့ကျမတို့ဇုံမီတွေကဘယ်အဖွဲ့အစည်းနဲ့မှလည်းမပေါင်းတင်ပါရမဖြစ်ချင်ဘူးစစ်လဲမတိုက်ချင်ပါဘူးကျမတို့ဇုံမီတွေကိုဟာနဲ့ကိုဒီတာမှာနေတဲ့လူတွေပဲဘယ်တော့ကလည်းရခိုင်ကိုလည်းမခေါ်ခဲ့တလူဘယ်တော့ကလည်း KIA ကိုကျမတို့ညီအကိုချင်းအချင်းချင်းပစ်တပ်ဖို့ရတဲ့အတွက်လည်းကျမတို့မခေါ်ခဲ့ပါဘူးကိုဟာနဲ့ကို EECC နဲ့နေတဲ့ကြားထဲမှာ CNF တွေကအမျိုးမျိုးဘန်းပြပြီးတော့ဇက်တာတွေကိုစစ်လာချီတာကျမတို့ကဘာမကြည့်ဘူးအမြန်ဆုံးဇုံမီတွေရှိတဲ့နေရာကနေပြီးတော့တင်းရဲ့အပေါင်းအပါနဲ့အမြန်ဆုံးထွက်သွားပါကျမ CNF တွေကိုကျမပြောချင်တယ်ကျမတို့ချစ်ချင်းမေတ္တာနဲ့လည်းပြောဖို့တယ်ဖယားတခင်ရှိမှလည်းမတင်တော်ပါဘူးကိုအချင်းချင်းကိုရံဖြစ်ပြီးတော့ကိုအချင်းချင်းရဲ့နယ်နိမိတ်ကိုလာလူချင်တဲ့ CNF ရဲ့ရှိရေးနိုင်ငံရေးမှာဘယ်လောက်မှအောင်မြင်မှုရမှာမဟုတ်ဘူးဘာဖြစ်လဲဆိုလို့ရှိရင်သူတို့ကတော့ပြောတယ်အချင်းချင်းပေါ့နော်တစ္ဆာမဖောက်ကြီးကောက်ချင်းရဲ့အောက်ချင်းရဲ့ကဲတော့တစ္ဆာရှိဖို့ရတဲ့အတွက်ပြည်သူလူထုတွေချင်းအမျိုးသားတစ်ခုလုံးကိုတိုက်သွင်းတယ်ဆိုပြီးတော့စာမထုတ်ပြန်ထားတာတမျိုးလက်သွေးမှာလှုပ်သွားတာကတမျိုးဖြစ်တယ်ဆိုတာကျွန်မဒီကနေပြီးတော့ပြောပြချင်တယ်နောက်အခါချင်းလင်းကောင်စီရဲ့သဘောထားထုတ်ပြန်ချက်တွေသူတို့ရဲ့ root map တွေကိုကျွန်မပြီးကျွန်မနောက်အခါဆိုလို့ရှိရင်ဆက်လက်ဖော်ပြပါမယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီထဲမှာတော့အရေးကြီးတဲ့အခန်းကဏ္ဍတွေပါတယ်ချင်းပြည်နယ်မှာချင်းလူမျိုးပဲရှိရမယ်တခြားလူမျိုးမရှိရဘူးဆိုတာချင်းပြည်နယ်မှာချင်းလူမျိုးမရှိဘူးเนาะအဲ့ဒါဟာအရေးကြီးစရာကောင်းတယ်သူတို့ကနိုင်ငံရေးအမျက်ထုတ်လူမှုနဲ့ CNF ကပဲဦးစီးဦးဆောင်ပြီးတော့เนาะအဲ့လိုမျိုးလောက်တယ်ဆိုလောက်မရဘူးစီရင်နေပြီအဲ့ဒါလောက်ချင်တယ်ဆိုရင်ဇုံမီတွေနဲ့ညှိရမှာပေါ့စက်တာတွေနဲ့ညှိရမှာပေါ့တခြားဒီမတူဖီဖက်မှာလဲရှိတယ်လေအချင်းချင်းညှိရမှာပေါ့ဘာလဲကုဟာနဲ့ကူပဲနော်အကုန်လုံးမဲတွေအကုန်လုံးရချင်ပြီးတော့နိုင်ငံတကာအကူအညီတွေတောင်မှရချင်တယ်ကိုလောက်ရက်ကိုလည်းကြည်လိုက်အောင်နိုင်ငံတကာမှာလူတယောက်ကောင်းမွန်စွာအသက်ရှင်တန်ခွင့်ပေးရမယ်ဆိုတာရှိတယ်လေဘယ်ဒီနိုင်ငံတကာရဲ့ဥပဒေမှာကြတော့ဒီအရှုံးပြီးအလက်မြောက်ပြီးသားစစ်သုံးပန်းတွေဘယ်မှာပြစ်တက်ပိုင်ခွင့်ရှိတာလဲကိုလောက်ကိုကြည့်ပြီးတော့သူမျက်ရှိမှာလဲပြောအောင်အဲ့ဒါတော့ကျမတို့ကတော့ရှင်တို့ကတော့ပြောတာကျမတို့ကရီရတယ်เนาะပြီးလို့ရှိရင်နောက်အခါဆိုလို့ရှိရင်ကုလောက်ကိုအရင်ကြည့်ပြီးတော့သူများဝေဖန်ကြပါတခါတည်းနဲ့ကိုအပြစ်မပုံကြပါနဲ့ကုလောက်ရက်ကိုအရင်ကြည့်ပြီးတော့နောင်တရပြီးတော့ကိုလည်းမဝေဖန်ကြပါနဲ့လို့ကိုပဲအရင်လမ်းစပြီးတော့လမ်းစဖွင့်လို့เนาะလမ်းစဖွင့်လို့ဒီလူလောက်ရတယ်ဆိုတာကိုအရင်ခေါ်တော့CB ကလည်းခေါ်တာနော်ဘာထူးတယ်လဲရှင်းတော့လို့တလူလိုက်လောက်တာဒါပေမဲ့ကျမတို့ဘယ်သူမှလည်းမခေါ်ပါဘူးဇုံမီတွေရှိတဲ့ဒီနေရာမှာဘယ်အဖွဲ့အစည်းမှမလာနဲ့ကျမတို့ကတော့ကိုယ့်နေရာကိုကာကွယ်ဖို့ရတဲ့အတွက်ဇုံမီတွေအစင်တင်ဖြစ်တယ်ကိုအစင်တင်မဖြစ်တဲ့အချိန်မှာရှင်းတော့ကလာပြီးတော့လာတိုက်ခိုက်တာတော့ခံလိုက်ရပါတယ်ဒါပေမဲ့မကြဘူးကျမတို့လည်းလာခဲ့ပါမယ်နော်လာခဲ့ပါမယ်ကျမတို့လက်နဲ့အချင်းချင်းတီစီချင်းလောက်မဟုတ်ပါဘူးအဲ့ဒါကြောင့်မလာခင်လေးမှာကိုနေရတွန်းဆောင်နဲ့တီးတိမ်မြို့မှာတွန်းဆောင်မှာရှိတဲ့ကိုအပေါအပါတွေခေါ်သွားပြီးတော့အရာမွေးစားချင်လို့ရှိရင်အဲ့ဒီဟာခါနာမှာဇုံစွာတယောက်ရှိတယ်ဇုံခွာရှိတဲ့နေရာမှာဇုံခွာမှာသူတို့ခေါ်သွားလိုက်ပါရတယ်ကျမတို့ကတော့เนาะတခါအသားတွေကနေလောက်ကောင်တော့ရှိတတ်ပါတယ်CNF ရဲ့အလူကြလောက်ဆောင်ခြင်းတဲ့လူတွေတော့ခေါ်သွားပါကျွန်မခွင့်ပြုပါတယ်ဒါပေမဲ့ကျမတို့နေမီမှာတော့ရှုပ်ရှက်လာမလုပ်ပါနဲ့လို့အမြန်ဆုံးထွက်သွားကြပါကိုနေရာမှာရန်သူကိုအရင်တိုက်နော်
ကိုနေရာမှာကိုအရန်သူကိုအရင်တိုက်ဟာခါမှာလဲရန်သူဆိုတာစစ်ကောင်စီဆိုတာရှိပါတီးရှိလျက်နဲ့နော်တွားပြီးတော့သူများဒီထန်တလန်နေတော့မတူပီနေတော့မြင့်တက်တော့မှာပလက်ဝါတော့မှာချီမရှုပ်ကြပါနဲ့ကိုနေရာကိုနေကြပါလို့ကျွန်မပြောရင်းနဲ့ဒီနေ့နေကုန်းချုပ်ချင်ပါတယ်အများကြီးကျေးဇူးတင်တယ်